ကျမနယ်ဘက်ထထန်းကျောင်းွက်တစ်ခုကိုကျောင်းပြောင်းတော့ပြပြလေးပါဆရာဆရာမရန်နေတဲ့နယ်ပြစ်ဒေသကျောင်းမလို့9တန်းနဲ့6တန်းအတန်းတစ်ခုကိုတပြိုင်တည်းတန်းမှန်ခံရတာပေါ့9တန်းဆောင်ကကျောင်းရှိဘက်မှာရှိပြီးတော့6တန်းဆောင်ကကျောင်းရဲ့နောက်ဘက်ဆုံးမှာပါ6တန်းဆောင်ရဲ့ဘေးမှာအခြားကျောင်းဆောင်တွေမရှိဘူးနောက်ဘက်မှာတော့ဝေုံတော်ကြီးတစ်ခုရှိတယ်အဲဝေုံတော်ကြီးနားမှာဆရာဆရာမရဲ့အတွက်ရင်းနာဆောက်ထားတာဆရာမစာတင်ရနဲ့ဝေုံတော်ကြီးကမျက်နှာချင်းဆိုင်နေတာ6တန်းဆောင်ကိုစာတင်တိုင်းပြတင်းပေါက်စီကနေတဆင့်ဝေုံတော်ကြီးကိုမြင်နေရတယ်နေ့လည်နေကင်းဘက်စာတင်ဝေုံတော်ဘက်ကိုကြည့်မိနေလှုပ်ရှားနေတဲ့အရာတစ်ခုမသိမကွဲမြင်လိုက်ရတယ်။ဘာလဲဆိုတာကိုတော့သိချမမြင်ရဘူး။အရေးအဝါဒကောင်းတော့စာတင်ချိန်လက်ပြေတဲ့အတန်းကြီးကျောင်းသားတွေဖြစ်မယ်လို့အလွယ်တွေးလိုက်တာပေါ့။နောက်နေ့ကျတော့မိုးရီတနေကုန်ရွာနေတာ။ကျမညနေပိုင်း6တန်းဆောင်မှာနောက်ဆုံးစာတင်နဲ့ဗိုက်ထဲကရစ်ပြီးတော့နာလာတာ။လက်ကနာရီကိုကြည့်မိတော့3နာရီထိုးဖို့မိနစ်20ပဲလိုတော့တာ။အချိန်ကအကြောင်းပြန်ချိန်တော့နီးနေပြီ။အိမ်တိပြန်မှုကလည်းလက်ရှိအနေထားကြောင့်မဖြစ်နိုင်ဘူးလေ။ရေနာဝင်မှပဲဖြစ်တော့မယ်ဆိုပြီးတော့စာတင်နေတာကိုအလင်းစလိုပဲအဆုံးသတ်လိုက်တယ်ပြီးတော့တန်းကောင်းဆောင်ကျောင်းသားကိုတကားဆေးထားခဲ့ဖို့ပြောပြီးရေနာစီကိုပြေးခဲ့တယ်ရေနာတဲ့ရောက်မှနေရထိုင်ရတာတောင်းတရှိသွားတော့တယ်ဘိုက်ထဲကတော့နာနေတော့မယ်ပြင်မှာမိုးတွေရွာနေပေမဲ့အလုံးပေးရေနာတယ်ကျမကတော့ဇော်ကျွေးတွေပြန်နေတာပေါ့အချိန်တော်တော်ကြာသွားတယ်လက်ကနိုင်ကိုကြည့်တော့3နိုင်ခွဲတော့မယ်ကျောင်းကလည်းဆင်းသွားပြီမိုးကအုံနေတော့ပတ်ဝန်းကျင်တစ်ခုလုံးကမောင်းရင်လွှမ်းနေတာပေါ့ဗိုက်ထဲကဝေဒနာတတကြီးမလို့ကျမရေနာကထွက်ပြီးတကားကိုပြန်ပေးလိုက်တယ်အဲ့ဒီချိန်မှာကျမမျက်စိနဲ့မြင်လိုက်ရတာကရေနာအနောက်ဘက်ဝေုံတော်ထဲမှာအဖြူစင်းကျောင်းဝင်းစုံဝင်းဆင်ထားတဲ့ကောင်လေးနဲ့ကောင်မလေးအရွယ်ရရှိမှ9နှစ်10နှစ်ဒုတိယတန်းတက်တဲ့အရွယ်ကလေးနှစ်ယောက်ကတယောက်နဲ့တယောက်လက်ချင်းချိတ်ပြီးဝေုံတော်ကြီးတဲ့ကိုခုံပေါင်းရင်းနဲ့ပျော်ရွှင်စွာသွားနေတာပေါ့ကျောင်းစင်းမိတဲ့အချိန်မလို့ကလေးငယ်နှစ်ယောက်တည်းတောထဲမှာကြံရင်ခဲ့မှကိုကျမရုတ်တရက်စိုးရိမ်မိသွားတယ်ဟဲ့ကလေးတွေဆိုပြီးလှမ်းခေါ်လိုက်တယ်ကျမတို့တောင်ကိုကလေးတွေကမကြားတဲ့အတိုင်းလှဲ့တော်မကြည့်ဘူးဝေုံတော်ကြီးတဲ့ကိုပဲသွားနေရတယ်ကျမမှာစိုးရင်စိနဲ့ကလေးနောက်ကိုဇောနဲ့လိုက်ရင်းနဲ့ဝေုံတော်ကြီးထဲထဲကိုရောက်မှမသိရောက်လာတယ်။ဝေုံတော်ကြီးထဲမှာတစုံတစထွက်ပေါ်နေတဲ့ရှင်းမျောအဆောက်အုံပြက်တစ်ခုကျောင်းဆောင်ပြက်တစ်ခုဖြစ်မယ်။ကလေးငယ်နှစ်ယောက်ကအဲ့ဒီထဲကိုဝင်သွားတယ်။ဒီကလေးတွေဒီထဲကိုဘာလို့ကြတာပါလဲ။ကျမကလေးတွေမသိကြတော့လူမဟုတ်ရဲ့လားဆိုပြီးရေးတွေးမိတယ်။အဲ့ဒါကြောင့်ကျမလှည့်ပြန်ဖို့စဉ်းစားကြည့်ရဲ့။အကယ်၍တရေတစီမဟုတ်ဘဲနဲ့ကျောင်းကကလေးနှစ်ယောက်ဖြစ်နေမယ်ဆိုတဲ့တွေးကလည်းဝင်ရောက်လာပြန်တယ်။အချိန်ကစောရှိသေးရပဲ။တွက်ကြည့်တာမမားပါဘူးဆိုပြီးကိုယ့်ဘာသာတတိပေးနဲ့အဆောင်စီကိုခြေလှမ်းလိုက်တယ်။အဆောင်ပြက်ကမိုးတွေပေါက်ပြက်ဆွေးမြင့်နေပြီးတော့တစ်တိုသေးစားအမိုက်တွေကလည်းရှုပ်ပွားနေတယ်။အထက်ရောက်တော့ကလေးနှစ်ယောက်ကရှိမနေဘူး။ခန်းဆောင်ရှည်ကြီးတစ်ချောက်ကိုတရွေ့သွားပြီးရှောက်ကြည့်တာပေါ့။တဖြည်းဖြည်းအဆောင်ရဲ့တောင်ကန်းစီကိုရောက်လာတယ်။အော်တွေ့ပြီ။မင်းတို့ကဒီမှာကိုတစ်ချိန်ကအိမ်သာကန်းလိုယူစားရတဲ့အခန်းပြက်ထဲမှာကလေးနှစ်ယောက်ကိုကျမလှမ်းတွေ့လိုက်ရတယ်။ကလေးနှစ်ယောက်ကအခန်းပြက်ရဲ့အတွင်းဘက်မှာရှိနေပြီးတော့အပေါက်ဖက်ကျမရှိရအောင်မျက်နှာမူထားတယ်။သူတို့မျိုးလုံးတွေကတော့အပြင်ဘက်ကိုကြည့်မနေဘူးအပေါက်ကဘေးတောင်းကအထက်ဘက်ကြကြစီကိုအနှဲငယ်မော်ကြည့်နေကြတာမျိုးလုံးတွေကလည်းတစုံတရာကိုကြောင်းစရာတွေးနေတဲ့ဟန်ပြူးကြောင်ကြောင်နဲ့ကြည့်နေကြတာသူတို့ကိုကြည့်ပြီးကျမကြောတဲ့စိတ်ကနေဖြစ်သွားတယ်ကလေးနှစ်ယောက်တော့လည်းစိုးရင်သွားမိရဲ့ကလေးတို့ခေါ်တော့နှစ်ယောက်လုံးကကျမတန်ကိုမကြားရတဲ့အတိုင်းပဲကျမလည်းစိုးရင်စိတ်နဲ့အခန်းထဲကိုပြေးဝင်ပြီးတော့ကလေးတွေကိုဆွဲထုတ်ဖို့ကြိုးစားမိလိုက်တယ်ဆွဲရင်းနဲ့ကလေးတွေကြည့်နေနေအောင်လှည့်ကြည့်မိတာကျမလည်းကြောင်းလန့်တကြအော်ဟစ်လိုက်မိတယ်နေရာမှာလေပင်ကိုကြိုးဝင်းဆို့ပြီးတွဲလောင်းချိတ်ဆွဲထားတဲ့မင်းကလေးလောင်းတစ်လောင်းကိုမြင်လိုက်ရတာအသက်က12နဲ့ဝန်းကျင်ရှိမယ်အလောင်းကမျိုးလုံးပြူးလို့ရှားလဲထွက်နေတယ်ကျမလည်းထွက်ပြေဖို့ဆုံးဖြတ်လိုက်ပြီးကလေးနှစ်ယောက်ကိုလှမ်းဆွဲလိုက်တယ်သူတို့ကိုသမီးတက်ထားဆရာမဆိုပြီးအဲ့တန်နဲ့အခန်းမြေစီကနေမင်းကလေးတယောက်ထပ်ပြီးရောက်လာတယ်အမင်းကလေးရဲ့မျက်နှာကအဖြူတယ်တကူလုံးကလည်းသွေးတွေဆူရွှဲနေတာမြင်မကောင်းပါဇက်ကလည်းသွေးမဲမဲတွေစီးကြနေသေးရကျမငယ်တန်းမအောင်ဩတာပေါ့ဘေးကကလေးငယ်နှစ်ယောက်မျက်နှာကလည်းဖြူပက်ဖြစ်နေတာအလောင်းကမင်းကလေးကလည်းကျိုးတလန့်နဲ့သူကရဲလာတယ်ပြီးတော့ရုတ်တရက်သူတို့လက်နဲ့ကျမကိုလှမ်းဆွဲလိုက်တယ်နင်းကိုလည်းငါတို့တတ်မယ်ဆိုပြီးအပြင်ဘက်ကမင်းကလေးကလည်းလက်ကိုဆက်နမ်းပြီးရှေ့တိုးလာတယ်ကျမဒူးရီတောင်တစ်စက်တုံတယ်ရင်ထဲကတစ်စက်တုံရင်မောဟိုက်လာတယ်ကျမတန်ကတုံရင်နေပြီးအဲ့နောက်ပဲဘာဆက်ပြတ်တော့မှမသိဘူးဆီယမလေးဆိုပြီးနားထဲကြားနေရပြီးအတန်ကနီးတစ်ချက်ဝေးတစ်ချက်ကျမအားယူပြီးမျက်စိဖွင့်ကြည့်တဲ့အခါမှာကျောင်းကြီးနဲ့ကျောင်းကဆရာမတော်တာတို့ကိုမြင်ရတယ်။ကျမတော်တော်ကြောက်သွားပြီးအိမ်ပြန်ဖို့ပဲဆုံးဖြတ်လိုက်တယ်။ကျမနေကောင်းပြီးနောက်နေတော့ဆုံးဖြတ်ချက်အရာအိမ်ပြန်ဖို့လုပ်တယ်။ကားဂိတ်ဒီဆရာမတော်တာလိုက်ပို့တာပေါ့။ကားဆောင်ရင်နဲ့ဆရာမတော်တာကျောင်းကဖြစ်စဉ်အကြောင်းကိုအစားဖော်ပြီးနောက်ကျောင်းရသဝင်လေးကိုပြန်ပြောပြခဲ့တယ်။ဆရာမတော်တာပြောပြချက်အရာတစ်ချိန်ကတိုင်းသားလက်နက်ကင်တို့အကြပြိပခါကြောင့်ကချင်ပြည်နယ်အနှံ့စစ်ပွဲတွေဖြစ်ရင်မထင်မှတ်ထားတဲ့ချိန်ဘယ်ဖွဲ့ဖြစ်ခတ်မှမသိရဲ့လက်နက်ကြီးတစ်လုံးကကျောင်းရဲ့အနောက်ဘက်ဆွန်ဆုံးစီကအဆောင်နံပါတ်6စီကိုကြားရောက်ခဲ့တာတဲ့အခ
အခန်းထဲမှာရှိနေတဲ့ကလေးတချို့ကပွဲချင်းပြီးတည်ဆုံးခဲ့ပြီးဆီယမတွေကတော့ကျောင်းဆောင်လဲစာသင်နေရတော့အဲ့အချိန်ကအဆောင်ကျောင်းမှာရှိမနေပဲကလေးတွေပဲထိခိုက်ခဲ့တာပေါ့အဆောင်ကလည်းစီးစီးညက်ကြေသွားတယ်အဲ့နောက်ပိုင်းတွေတော့ထိုးဆောင်ကိုပြင်ဖို့တော့ကြိုးစားခဲ့ကြသေးတယ်ဒါပေမဲ့တည်ဆုံးခဲ့တဲ့ကလေးတွေက6လန့်ကြလို့နောက်ဆုံးမပြင်ကြတော့ပဲနဲ့ဒီတိုင်းသာထားရင်တောဖုံးခဲ့ရတာပေါ့ထိုကျောင်းသူဝင်သိရလို့တနာစိတ်ရှိနေပေမဲ့ကျွန်မဆက်မနေရတော့ဘူးဂျားတဲ့ကမြေသားပင်ဖြစ်ရတဲ့ကလေးတွေအတွက်ကိုလည်းတနာမိတယ်လူကြီးမင်းတို့ကြုံတွေ့ရတဲ့ဖြစ်ပျက်တွေရှိရင်လည်းလာရောက်ပြီးပြပြပေးနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်